ရိသတ်တွေအားလုံးရဲ့အချစ်တော်အကြိုင်တယောက်ရွှေကြိုနောက်ဆုံးအဆင့်မှာအပေခံခဲ့ရကဲပရိသတ်ကြီးတို့ရေအသက်ငယ်ရွယ်နဲ့ TikTok Social Media မှာပရိသတ်တွေကြားမှာနာမည်ရထားပြီးသားသူအကြိုင်ကတော့အနုပညာလမ်းကြောင်းဘက်ကိုရှောက်လန်းနိုင်မှုအတွက်ရွှေကြိုပြိုင်ပွဲမှာဝင်ပြိုင်နေခဲ့တာပဲဖြစ်ပါတယ်။သူမရဲ့နာမည်ရင်းကတော့အင်ဒရီမြင့်မို့ဖြစ်ပေမဲ့လေပရိသတ်တွေကတော့သူမနဲ့သူမရဲ့အမေနှစ်ယောက်ရိုက်ကူးထားတဲ့ TikTok ဗီဒီယိုတွေကိုသာသဘောကျပြီးတော့အကြိုင်ဆိုတဲ့နာမည်ကိုပဲခေါ်ဝေါ်နေခဲ့ကြတာပါ။အခုအချိန်မှာဆိုရင်တော့အကြိုင်ဟာရွှေကြိုပြိုင်ပွဲကြီးကိုတတိယအဆင့်ထိရောက်အောင်ရှင်ပြိုင်နိုင်ခဲ့ပြီးတော့ပရိသတ်တော်များများကလည်းနောက်ဆုံးအဆင့်ထိအကြိုင်ပါနိုင်တယ်လို့ထင်ထားခဲ့ကြတာပါ။ဒါပေမဲ့လည်းနောက်ဆုံးအဆင့်မှာအကြိုင်တယောက်မပါလာတော့ပဲစကားနဲ့ရွေးချယ်ခံရသူ၃ယောက်လောက်သာကြန့်ရှိခဲ့ပါတော့တယ်။အကြိုင်တယောက်ရွှေကြိုဆောင်မပြိုင်ခင်မှာကလေးကဒိုင်လူကြီးတွေဖြစ်ကြတဲ့ခန့်စီသူနဲ့မေတန်းသူတို့နှစ်ယောက်လုံးကအကြိုင်လားလို့မေးပြီးတော့သူမကိုအားပေးနှုတ်ဆက်ခဲ့ကြတာလည်းရှိခဲ့ပါသေးတယ်။ပရိသတ်တွေကတော့အကြိုင်တယောက်ရွှေကြိုမှာရွေးချယ်ခြင်းမခံခဲ့ရပေမဲ့လည်းသူမရဲ့အနုပညာပိုးကမသေးတာမို့တော်ရုံလူမရောက်နိုင်တဲ့တတိယအဆင့်ထိကိုဝင်ရောက်ရှင်ပြိုင်နိုင်ခဲ့လို့ဝိုင်းပြီးချီးကျူးနေကြပါသေးတယ်။အဲ့ဒါအပြင်သူမရဲ့ပွန့်ပွန့်လင်းလင်းပြောဆိုတတ်ပြီးတော့ဟာသားညံရှင်တတ်တဲ့အမှုရာလေးတွေကြောင့်ပဲပရိသတ်တွေစီကအချစ်ကိုရနေကြတာဆိုတော့ရွှေကြိုမပြိုင်ရလေတက်တော့မှာဗီဒီယိုတွေတင်ရင်းနဲ့ကြော်ညာရိုက်လို့ရတယ်ဆိုပြီးတော့အားပေးနေကြတာမို့ပရိသတ်ကြီးတို့လည်းချစ်စရာကောင်းတဲ့ဒီကောင်မလေးကိုအားပေးစကားပြောပေးသွားကြပါအောင်ရှင်။